အပိုင်း1169မှာတော့နာမီလူဖီဇိုရိုနဲ့ဂျိုင်းယက်ကြီးရိုဒိုတို့ကရဲတိုက်ကြီးတစ်ခုထဲမှာတော့ကိုရှာနေပါတယ်။ဒါပေမဲ့ရဲတိုက်ကြီးကကြီးလွန်တာကြောင့်တော်ရောရတနာတွေပါတစ်ခုမှမတွေ့ဖြစ်နေပါတယ်။ကော်စောနီကြီးတစ်ခုကိုတွေ့လိုက်ချိန်မှာတော့ရိုကြီးကလန်သွားပြီးအထက်တန်းသားတွေရဲ့အသုံးဆောင်ဖြစ်နေတာကြောင့်ရာဇာပလင်အခန်းဆိုတာသိလိုက်ရပါတယ်။လူဖီကရာဇာပလင်ရှိရာကိုပျော်ရွှင်သွားပြေးသွားပြီးကျိုးပဲ့နေတဲ့ပလင်နဲ့အပေါက်ဖြစ်နေတဲ့မျက်နှာချက်ကိုသာတွေ့လိုက်ရပါတယ်။နာမီတို့ကပတ်ဝန်းကျင်ကိုထူးဆန်းနေတော့မှရိုကြီးကအမတ်သားတစ်ခုကိုတွေ့ပြီးလန်သွားတာကြောင့်နာမီကဘာအမတ်သားလဲလို့မေးပါတယ်။ရိုကြီးကလူဖီတို့၃ယောက်ကိုလက်ဝါးပေါ်တင်ပြီးအပေါ်ကိုမြောက်ပြလိုက်မှ9000ကျယ်ပုံနဲ့မောဆန်ဆန်အမတ်သားတစ်ခုကိုတွေ့လိုက်ရပါတယ်။လူဖီကဒီလိုပုံစံတွေကစာအုပ်တွေထဲမှာပါတဲ့မော်ဆာဝိုင်းနဲ့တူတယ်ပြောပေမဲ့နာမီကမိစ္ဆာတွေကိုဆင့်ခေါ်တဲ့ရှေးပူဇော်ပွဲတွေမှာသုံးတဲ့ဒစိမ့်နဲ့တူတယ်လို့လည်းပြောပါတယ်။ဒါကြောင့်လူဖီကစိတ်လှုပ်ရှားသွားနဲ့မိစ္ဆာတွေကိုခေါ်လို့ရတာလားမေးလိုက်ပြီးမိစ္ဆာကြီးကြီးထွက်လာခဲ့စမ်းမလို့အော်ခေါ်ပါတယ်။နာမီနဲ့ဇိုရိုတို့ကအထိပ္ပယ်မရှိတာတွေလုံးမနေနဲ့လို့ပြောပေမဲ့ရိုကြီးကတော့ကြောက်ပြီးချွေးတွေပြန်နေပါတယ်။လူဖီကထူးဆန်းတဲ့တစိမ့်ကိုတနေရာမှာမြင်ဘူးတဲ့ဆိုပြီးဘယ်နေရာလဲဆိုတာစဉ်းစားနေချိန်ကောက်ရိုးအုပ်ထုပ်လူဖီဆိုတဲ့အတန်နဲ့ကြီးနဲ့ခေါ်တဲ့အတန်ကိုကြားလိုက်ရပါတယ်။လူဖီကဘာကောင်းလဲမိစ္ဆာလာလို့မေးလိုက်ပေမဲ့ရိုကြီးကသေပြီးသားဝိညာဉ်တွေမဟုတ်ပါစေနဲ့ဆိုပြီးလူကောင်ကြီးနဲ့မလိုက်ကြောင်နေပါတယ်။အဲ့ဒီနောက်ဒူးကိုထောက်ကရိုသေးပေးပြီးကျွန်တော်ကိုမချောက်ပါနဲ့ကျွန်တော်ဘာမှမလုပ်ပါဘူးလို့တောင်းပန်နေပါတယ်။လူဖီတို့ကတော့မိစ္ဆာကောင်ကိုကိုတင်ပြခိုင်းနေပြီးရိုကြီးကငါပြောသားပဲဒီရဲတိုက်ကြီးကချိန်စာတက်နေတာငါ့ကိုဝင်မပူးခင်အမြန်ပြေးရမယ်ဆိုတာလှဲ့ပြီးခြေကုံတုပ်ပြေးပါတယ်။လူဖီကမပြေးနဲ့လေရိုလို့လန့်ခေါ်ပြီးမဲ့ရိုကြီးကမပြေးလို့မရဘူးကျွန်တော်ကြောက်တယ်ပြဆိုကအတကုံပြေးနေပြီးပစိန်ကြီးတစ်ခုကလေပေါ်ပြန်လာပါတယ်။အဲ့ဒီနောက်ပစိန်ကြီးကနေရန်ကိုသွားဆိုင်နေပြီးရိုကြီးကလဲကျသွားကလက်ထဲကလူဖီတို့ကပြုတ်ကျလာပါတယ်။မောင်ဆိုတို့ကတင်းငင်ကြီးကျက်စွာပြုတ်ကျနေပေမဲ့လူဖီကလက်နေပြီးနာမီကငါတို့ကိုဘလို့များလွတ်ချရတာလဲဆိုကလေထဲမှာတဲ့အတကုံអော်နေပါတယ်။လူဖီနဲ့ဆိုတို့ကအရင်ကျလာပြီးနောက်ဆုံးမှကျလာတဲ့နာမီကိုလူဖီကအစွမ်းသုံးပြီးကယ်လိုက်ပါတယ်။ရိုကြီးကဒူးထောက်ကနာမီကိုတောင်းပန်ပေမဲ့နာမီကရှင်းကိုကံမယ်ဆိုပြီးဒေါသတကြီးပြောနေပါတယ်။အဲ့ဒီနောက်လူဖီကပလင်ပေါ်မှာထိုင်နေတဲ့မုတ်စိတ်ဖြူအဖိုးကြီးကိုတွေ့လိုက်ရပါတယ်။ရိုကြီးကမုတ်စိတ်ဖြူကြီးကိုမြင်လိုက်ပြီးဆရာရဆိုကအလံတကြားអော်ပါတယ်။လူဖီကဆရာရကဘယ်သူလဲလို့မေးပြီးရိုကအဲဘာမှာတော့လူတိုင်းကသူ့ကိုမစ္စတာရလို့ခေါ်ကြတယ်လို့ပြောပြပါတယ်။ရိုကြီးကဆရာရကိုဘလို့လို့ဒီရောက်နေတာလဲမေးတော့ဆရာရကခုနကဟာကီတစ်ခုကိုခံစားလိုက်ရလို့အခုတော့ပျောက်သွားပြီးမင်းတို့ကိုတွေ့ရတာလို့ဆိုပါတယ်။အဲ့ဒီနောက်လူဖီတို့အကြောင်းအများကြီးကြားဘူးကြောင်းကိုလည်းပြောပြပါတယ်။ရိုကြီးကစာသင်ကျောင်းမှာတော့ကဆရာမရီပလေးကိုတွေ့ခဲ့တယ်မလားမေးပြီးဆရာရဆိုတာဆရာမရီပလေးရဲ့အမျိုးသားဖြစ်ကြောင်းဆိုပါတယ်။လူဖီကဒါဆိုခမရကပဇွန်တုတ်ကြီးရဲ့အဖေပေါ့လို့မေးပါတယ်။ဆရာရကသူ့သားရဲ့နာမည်ပြောင်းကြောင်းအားရပါရရီမောလိုက်ပါတယ်။သူ့ရဲ့သားကိုလန်မှာအမေဖြစ်သူရီပလေးရဲ့သွေးတွေအများကြီးပါနေတာကြောင့်ဂျိုင်းရဲ့ဖြစ်နေရပြီးအဲ့ဒီကလေးလေးကအသက်20ကျော်နေပြီဆိုကြောင်းနဲ့ရီပလေးဆိုအသက်80ရှိပြီလို့ဆိုပါတယ်။ဒါကြောင့်တယောက်တည်းအိုပြီးသိမသွားခြင်းရင်ဂျိုင်းယက်တီကိုလက်မထက်နဲ့လို့လည်းပြောပါတယ်။နာမီကဂျိုင်းယက်ကိုလက်ထက်တဲ့လူသားကတကယ်ပဲရှိတာလားလို့ထူးဆန်းနေချိန်ဆရာရကခုံစင်းလာပြီးအဲ့ဒါကအချစ်ကြောင့်ပဲအချစ်မှာအကန့်အသတ်မရှိဘူးလို့ပြောတာကြောင့်နာမီရဲ့မျက်နှာအနေထားကတော့မြင်တဲ့အတိုင်းပါပဲ။ဇိုရိုကခမရကအချစ်ကြောင်းနေအဲ့လောက်သိနေတာခမရကဘယ်သူလဲလို့မေးလိုက်ပြီးဆရာရဲကကားကွက်အချို့သုံးကအချစ်အကြောင်းတွေကိုဟောပြောသူလို့ဆိုပါတယ်။နာမီကစိတ်ပြက်စရာကြီးလို့တီးတိုးရီရွတ်လိုက်ပြီးလူဖီကဝမ်းသာအားရနဲ့စန်ကြီးအသက်ကြီးလာရင်ဒီလူကြီးလိုဖြစ်လာမှာလို့ပြောပါတယ်။တစ်ဖက်မှာတော့စန်ကြီးကဂျိုင်းရမမကြီးတွေနဲ့တာယာနေပြီးမင်းတို့လေးတွေအရန်ချောကြတယ်စကေဘီဒူဝူဝူတွေလုံးနေကရမ်းချစ်တဲ့တွေអော်နေပါတယ်စတေကီစကီဒူဝူဝူဝူဂျိုင်းကြီးတယောက်ကဦးစွတ်ကိုပင်လယ်လျှဘရင်အဖွဲဟောင်းတွေကအရန်သက်မာတဲ့လူတယောက်အကြောင်းကြားဘူးလားလို့မေးပြီးဦးစွတ်ကအရန်နားထောင်ကျင်သွားပါတယ်ဒီဘက်မှာတော့လူဖီကလူကီရဲ့လက်ထိတ်ကိုခတ်ထားတဲ့တော့ကိုအဖိုးကြီးကိုမင်းနေပြီးရိုကအဲ့ဒီအကြောင်းကိုလူတိုင်းကိုလိုက်မပြောနဲ့လို့တားပါတယ်အဲ့ဒီအပြင်ဒီအဖိုးကြီးကဓာတ်တွေကိုဘယ်သိမှလဲလို့ပြောတာကြောင့်လူဖီကခုနကမေးခဲ့တာကိုပြန်ရုပ်သိမ်းတယ်လို့ပြောပါတယ်ဆရာရကတစ်ချက်ပြုံးလိုက်ပြီးလူကီကိုလွတ်ပေးချင်တာလားစိတ်ဝင်စားစရာပဲလို့ဆိုကအခြားတစ်ယောက်ကပြဿနာရှာတာကိုသဘောကျရလို့ပြောပါတယ်ဆရာရကလူကီအကြောင်းကိုဘယ်လောက်သိလဲတကယ်လို့အဆိုးဆုံးကိစ္စတွေဖြစ်လာရင်ဘယ်လိုလုပ်မလဲလို့လူဖီကိုမေးပါတယ်လူဖီကသူ့ကိုထိုးချိတ်ပြီးပြန်ချုပ်ထားလိုက်မှာပေါ့လို့ပြောတာကြောင့်ဆရာရကအရင်ကလိုကီကိုဆန်နီရှန့်ကဖမ်းခဲ့ပူပြီးအဲ့ဒီအထီတောင်လိုကီကိုဘယ်သူမှမတားနိုင်ခဲ့ဘူးအဲ့လိုလူမျိုးကိုရှင်းနိုင်မယ်ထင်လားလို့ပြောပါတယ်အဖိုးကြီးရဲ့စကားတွေကိုကြားပြီးနာမီကတရွေးကိုမနှဲမြူချနေရကအဖိုးကြီးကတော့လိုကီဘလောက်အင်အားကြီးကြောင်းနေစတိုက်ပြောနေပါတယ်အဲ့ဒီအချိန်လူဖီနဲ့ဆိုတို့ကဒီလူစကားနားထောင်ရတာအချိန်ကုန်နဲ့သူကတနေ့ကုန်ထိုင်ပြောနေမဲ့ပုံပဲဆိုပြီးရုတ်တရက်ထောက်ထွက်လာတာကြောင့်အဖိုးကြီးကအဆုံးထိနားထောင်ဖို့တောင်းမမှန်ခေါ်နေရှာပါတယ်အဲ့ဒီနောက်နာမီကလည်းလူဖီတို့နောက်လိုက်လာပြီးဆရာရကလူဖီတို့ရဲ့ကြောပြင်းကိုကြည့်ကအတိတ်ကဖြစ်ရဲ့အချို့ကိုတန်းတာနေပါတယ်တစ်ဖက်မှာတော့ဦးစွတ်တို့ကိုဂျိုင်းယက်ကြီးကပင်လယ်ဓမြဘရင်အဖွဲ့မှာရောဂျာနဲ့ရီလိုက်တို့အပြင်အခြားတစ်ယောက်လည်းရှိသေးကြောင်းပြောပြနေပါတယ်
တချင်းကကပရိန်တော်ကြစေကူသားမှုခံယူနေတော့မှရန်သူပင်လယ်ဓမြရာနဲ့ချီဝင်းရနာကိုခံခဲ့ရပါတယ်အဲ့ဒီလူကတယောက်တည်းပြင်ထွက်သွားပြီးရန်သူတွေကိုရင်ဆိုင်ခဲ့ပါတယ်စိတ်ဝင်စားဖြစ်နေတဲ့ဦးစွတ်ကိုဂျိုင်းရကြီးကစိတ်မတူတော့အောင်ဆွဲဆက်လိုက်ပြီးမှဘာဖြစ်သွားတယ်ဆိုတာဆက်ပြောပြပါတယ်အဲ့ဒီလူကပစိန်နှစ်လက်ကိုပဲအသုံးပြုပြီးပင်လယ်ဓမြတွေအကုန်လုံးကိုနှိမ်နင်းနိုင်ခဲ့ပါတယ်အဲ့ဒါအပြင်တောင်တစ်ခုလုံးမှာရှိတဲ့တစ်ပင်တွေကိုတပင်းမမကျန်အကုန်ပြောင်စလင်းခအောင်ရှင်းပစ်ခဲ့တယ်လို့လည်းအဆိုရှိတာကြောင့်အဲ့ဒီလူကိုတောင်စာဘလူးလို့ခေါ်ကြကြောင်းပြောပြပါတယ်ဒီဘက်မှာတော့ရိုဒိုကြီးကလူဖီတို့၄ယောက်ကိုလက်ဝါးပေါ်တင်လာပြီးရတနာတွေထားရမြေရောက်ခန်းကိုဆင်လာနေပါတယ်နီးလာတာနဲ့အမျှလူဖီနဲ့နာမီတို့ကရတနာတွေလို့အော်နေကြပေမဲ့အနားရောက်မှဘာမှမရှိတာကိုတွေးလိုက်ရလို့တောက်ပနေတဲ့နာမီရဲ့မျက်လုံးတောင်အယောင်မင်းကျသွားပါတယ်နာမီကရတနာတူလောင်ရုံမှမဟုတ်တာရတနာတစ်တာအခွန်တွေပဲရှိတာလို့ပြောပြီးအဖိုးကြီးကိုလူလိန်လို့ဆိုပါတယ်အဖိုးကြီးကငါ့ကိုမစွဆွဲနဲ့တကိုးတွေကရတနာတွေကိုထားခဲ့ပြီးနန်းတော်ကြီးကိုစွန့်ပစ်ပါမလားဆိုကတောရှိတဲ့နေရာကိုခုန်ထွက်လိုက်ပါတယ်အဲ့ဒီနောက်တော့ကိုကင်လိုက်ပြီးငါစီကနေတော့ကိုရောင်းအောင်ယူနိုင်ပါမလားလို့ပြောတာကြောင့်လူဖီကဘာလဲဟာဆိုပြီးဖြစ်သွားပါတယ်လူဖီကပါဇက်အဟောင်းသားနဲ့အံ့ဩနေတော့မှအဖိုးကြီးကပင်လယ်ဓမြဘရင်ရဲ့လက်ဝဲယုံစကောဘာဂါဗန်ပဲလို့ပြောကသူ့စီကနေတော့ကိုရောင်းအောင်ယူဖို့ပြောရင်းဒီအပိုင်းကပြီးသွားပါတယ်